ပေါ်တာတွေအလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့ဘယ်ကိုဆက်မလဲဟိုဒီနေ့က edit page ပေါ့နော် edit လုပ်နေတဲ့ဥစ္စာလေးပေါ့နော် basic editing မှာကျွန်တော်တို့ဒီ video clip တွေကိုဘယ်လိုထည့်ရဲဆိုတာပြောပြီးသွားပြီပြီးရင်ပဲဒီ video clip တွေကိုဘယ်လိုဖြတ်မယ်ဘယ်လိုပုံနေပေါ့နော်extend လုပ်မယ်ပေါ့နော်ဆမ်းမယ်ချုပ်မယ်ဆိုတာပြောပြီးသွားပြီအဲ့တော့တကယ်လို့ကျွန်တော်တို့ဒီ project တစ်ခုကိုလုပ်နေရင်လည်းနော်နောက်တစ်ခါဒီ project ကိုပြန်ဖွင့်လိုက်တဲ့အချိန်မှာဒီလို clip တစ်ခုသုံးဖို့တစ်ခုတည်းပို့တဲ့ clip တွေပေါ့နော်အဲ့ဒါတွေမှာကျွန်တော်တို့ဒီအနီရောင်ကြီးပြပြီးတော့ဒီမတွေ့တော့ဘူးမတွေ့တော့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ media ပို့ထဲမှာရှိတဲ့ဒီ clip တွေပေါ်မှာတကယ် right click ပြန်ထောက်ပြီးတော့ကျွန်တော်ဒီဥစ္စာကိုသူ့ရဲ့ file location ဆိုတာကိုပြန်ရှာလို့ရပါတယ်နော်file location ကိုပြန်ရှာပြီးလို့ရှိရင်ကျွန်တော်တို့ကို relink ဆိုပြီးပြန်ပြီးတော့ link ပြန်ချိတ်ပေးရပါတယ်hard disk ထဲမှာကျွန်တော်တို့နေရာရွှေ့မိတာတော့၎င်းတစ်ခုခုဒီ file နာပျက်စီးနေတာဒါတော့၎င်းပေါ့နော်အဲ့ဒီလိုဖြစ်လို့ရှိရင်ကျွန်တော်အနီရောင်ကြီးနဲ့ပြပြီးတော့တွားပြီးတော့ဖတ်လို့မရတဲ့အနေအထားမျိုးရှိတတ်ပါတယ်နော်ဒါကကျွန်တော်ဖြစ်လေဖြစ်တာရှိတဲ့ဥစ္စာလေးကိုပြောတာပါအဲ့တော့ဒီနေ့ကျွန်တော်တို့ဒီ audio clip နော် audio clip တွေကိုဘယ်လိုပြန်ထည့်မလဲဆိုတဲ့ဥစ္စာပါပထမဆုံးနေ့ကကျွန်တော်ပြောသလိုပဲဒီ audio clip တွေကိုဒါဆိုလို့ရှိရင်ကျွန်တော်တို့ရိုက်ကမှာပါလာတဲ့ဥစ္စာပေါ့နော်အဲ့ဒီဥစ္စာကိုကျွန်တော်တို့ကဒီနေရာကို dialogue ပုံနဲ့ပြီးလိုက်မယ်နော်တူကောက်တွေပဲကျွန်တော်ရေးလိုက်မယ်အဲ့တော့ဒါက dialogue track ဖြစ်သွားပြီပေါ့နော်အဲ့တော့ not track ကျွန်တော် track တွေဘယ်လိုတိုးမလဲဆိုရင်ဒီက area ထဲမှာ right click နှိပ်ပါနော်အဲ့ဒီမှာကျွန်တော်ဒီ add track ဆိုပြီးတော့သူရှိပါတယ်ဒီမှာကျွန်တော်တို့ mono တိုးမှာ stereo တိုးမှာဆိုတဲ့အနေအထားတွေရှိပါတယ်ဥပမာကိုတိုးခြင်းနဲ့ track type ကိုဒီကနေပြီးတော့ကျွန်တော်တို့တိုးယူလို့ရပါတယ်ဥပမာထားပါတော့ mono track တခုထပ်တိုးမယ်နော်အဲ့ဒါပြင်ကိုကျွန်တော်တို့ကနောက်ထပ်mono not track ထပ်ပြီးတော့ကျွန်တော်ထပ်တိုးမယ်ပေါ့နော်ဥပမာလို့ဆိုလို့ရှိရင်ဒီကောင်ကိုကျွန်တော်တို့ကဟိုနေ့ sound effect ပေါ့နော်ထားလိုက်မယ်နော်နောက်ဆုံးဒီကောင်ကိုကျွန်တော်တို့က music ထားလိုက်မယ်နော်အဲ့ဒီလိုကျွန်တော်တို့ track တွေကိုတိုးပြီးတဲ့အချိန်မှာဒီ track တွေပေါ်မှာရှိလာတဲ့ဥစ္စာတွေကိုအလွယ်တကူမြင်လို့ရအောင်ကျွန်တော်တို့ဒီ color တွေကိုလည်းချိန်လို့ရပါတယ်နော်အဲ့ဒီမှာ change track color နော်အဲ့တော့ဒီနေရာကိုကျွန်တော်တို့ကဥပမာorange ပေးလိုက်ပေါ့နော်နောက် music track ကိုကျွန်တော်တို့ပေးမလဲဥပမာဒီရောင်လေးပေးလိုက်မယ်ပေါ့နော်အဲ့တော့ဒီဘက်မှာဘားလေးမှာလည်းပြထားတယ်ဒီ track ရဲ့ color ကျွန်တော်တို့နောက်ဒီထဲမှာ track ထဲကိုကျွန်တော်တို့ဒီအတန်ဖိုင်တွေထည့်လို့ရှိရင်လည်းအဲ့ဒီ color အတိုင်းသူရသွားမှာပေါ့နော်အဲ့တော့အခုကျွန်တော်တို့ဒီအတန်ထည့်တဲ့ဥစ္စာကိုကျွန်တော်တို့ပြပါမယ်အဲ့တော့ဒီမှာ track တွေကအများကြီးရယ်ဘယ်အတန်လိုင်းကိုထည့်မလဲပေါ့ဥပမာကျွန်တော်တို့ကဒါဆိုလို့ရှိရင်ဒီချက်လေရင်ကပြေးလမ်းပေါ်မှာသွားနေတဲ့အတန်ပေါ့ဥပမာဒါဆိုရင်ဒီဘက်မှာအတန်ကဒီတန်ဖြစ်ဒီတန်ပေါ့နော်ဒါ double click နှိပ်လိုက်လို့ရှိရင်ဒီထဲမှာရောက်လာပြီပေါ့နော်အဲ့တော့ဒီအတန်ကိုကျွန်တော်တို့ဒီဟိုထဲမှာ timeline ထဲမှာထည့်မယ်ပေါ့ထည့်မဲ့ track ကလည်းကျွန်တော်ဒီထည့်မဲ့ track ထည့်ချင်တာဒီမှာမထည့်ချင်ဘူးအဲ့ဒီ track ရဲ့ရှေ့မှာဒီမှာ A1 A2 A3 ဆိုတဲ့ပုံမှာအနီရောင်အကွက်လေးနဲ့တွေ့လိုက်မယ်ကျွန်တော်တို့ A2 track မှာ sound effect ထည့်ချင်တာဆိုတော့ဒီဟာလေးကိုကျွန်တော်တို့က activate လို့လုပ်ပေးလိုက်ရပါတယ်လုပ်ပေးပြီးလို့ရှိရင်နော်ဒီကျွန်တော်တို့ video track ကိုထည့်မဲ့ video track ကို select လုပ်ထားလိုက်ရွေးချယ်ထားပြီးလို့ရှိရင်ကျွန်တော်တို့ keyboard မှာရှိတဲ့ X ကိုနှိပ်လိုက်တယ် X ကိုနှိပ်လိုက်လို့ရှိရင်အပေါ်မှာဘာတစ်ခုဒီအတော်တွင်းလေးကိုကျွန်တော်တို့ထည့်မှဖြစ်တယ်နော်ဒီကောင်ကလည်းသူကဒီအတန်ကလည်း constant ဖြစ်နေတယ် constant ဖြစ်ဆိုတာအမြဲတမ်းပြောင်းလဲမှုမရှိဘူးပေါ့ဗျာ engine ရဲ့လဲနေတဲ့အတန်ပေါ့နော်အဲ့အတန်လေးကိုနားထောင်ကြည့်အောင်အတန်နားထောင်ကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့တိတ်ပြောင်းလဲမှုမရှိဘူးပေါ့နော်ဒီအတန်ကိုဒီလေရင်ကြီးသွားဒီရွေရှားနေတဲ့အတိုင်းကျွန်တော်တို့ကထည့်မှဖြစ်တဲ့အတွက်ဒီအတန်ကိုအခုကျွန်တော်တို့ဒီထားပါတော့အတန်စကျင်တဲ့နေရာကိုကျွန်တော်တို့က in point ကျွန်တော်တို့မှတ်လို့ရတယ်အဲဒီနေရာကနေစမယ်ပေါ့ဒီနေရာကနေစပြီးထည့်မယ်ဆိုရင်ဒီနေရာလေးကနေကျွန်တော်တို့သွားမဲ့သဘောပေါ့နော်အဲ့တော့ကျွန်တော်ဒီကောင်ကိုကျွန်တော်တို့ဒီဟိုဟာလေးကိုoverride လုပ်လိုက်မယ် override လုပ်လိုက်လို့ရှိရင်နော်ဒီ track type က orange color ပေးထားတယ်နော်ဒီ track ရဲ့အစအဆုံးမှာပဲသူတိကျပဲသူပြန်ထည့်ပေးတယ်ဒီ
ဒီရွေးထားတဲ့ဥစ္စာကကျွန်တော်တို့စပြီးတော့ခုန in point ကျွန်တော်မှတ်လိုက်တဲ့နေရာနေပြီးတော့သူစနေမှာပေါ့နော်အဲ့ဒါဆိုဒါလေး play ကြည့်မယ် okay ဒါကတစ်ခုပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဘာရှိလဲဆိုရင်ဒီနောက်ကနေထားမျိုးပေါ့ဒီအနေထားရောက်လို့ရှိရင်သူက constant အတန်မဟုတ်တော့ဘူးအဲ့ဒါဆိုရင်ဂျက်ကဟိုအဝေးမှာရှိနေတယ်သူပြန်လာမယ်ပြန်လာပြီးလို့ရှိရင်ဘုံဆိုဒီခေါင်းမကနေပြီးတော့ဖြတ်သွားတဲ့အနေထားဒီအနေထားပေါ့နော်ဒီအနေထားရောက်တဲ့အချိန်မှာကျွန်တော်တို့ကအဲ့အနေထားကိုအတန်ဖန်လဲအဲ့နေရာရောက်တဲ့နေရာမျိုးကိုကျွန်တော်တို့ကထည့်ချင်တယ်ထည့်ချင်တယ်ဆိုတော့ဒီ file မှာကျွန်တော်တို့ဒီ clip ဟောဒီ video clip မှာကျွန်တော်တို့ထည့်မှာဖြစ်တဲ့အတွက်ခုနကျွန်တော်ပြောသလိုဒီ clip ကိုရွေးထားပြီးတော့ x ကိုနှိပ်လိုက်ပါအပေါ်မှာအတန်ထည့်မဲ့အနေရာပေါ့နော်အနေရာတစ်ခုရောက်ပြီးတော့အဲ့တော့ကျွန်တော်အတန်ကိုရွေးမယ်ဒီကောင်ဖြစ်မယ်နော်ဒီကောင်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီကနေ play ကြည့်အောင်နော်ဒါဆိုရင်ဟိုအဝေးကနေလာတယ်ကိုကောင်းမွန်ကနေဖြတ်သွားတဲ့အနေအထားပေါ့နော်ကိုကောင်းမွန်ဖြတ်သွားတဲ့အနေအထားဆိုတော့ကျွန်တော်တို့ကဒီနေရာကကျွန်တော်တို့ဗီဒီယိုကလစ်မှာရွေးထားတဲ့အတိုင်းကျွန်တော်တို့ဒီအတန်လည်းအဲ့ကိုကောင်းမွန်ကနေပြီးဖြတ်သွားတဲ့အနေအထားကိုရပြီပေါ့နော်အဲ့ခုနလိုကျွန်တော်တို့က in point out point နေမှတ်မှတ်တော့ဘူးဒီမှာပဲကျွန်တော်တို့ကဒီ click မှာ quality ထည့်ခြင်းလဲဆိုလို့ရှိရင်ဒီမှာရွေးထားပြီးသားဥစ္စာကိုဒီကနေပြီးတော့ကျွန်တော်တို့ဒီ replace ကိုနှိပ်လိုက်ပေါ့နော် replace ကိုနှိပ်လိုက်ရင်ဒီအတန်ကခုနကျွန်တော်တို့ဒီခေါင်းပေါ်ဖြတ်သွားတဲ့အတန်မျိုးနောက် video clip မှာလည်းအဲ့လိုမျိုးဖြစ်နေတာကိုတွေ့ရလိမ့်မယ်နော်အဲ့ဒါဆို play ကြည့်မယ်အဲ့ဒီဥစ္စာမျိုးလေးပေါ့နော်ဒါဆိုလို့ရှိရင်ဒီအတန်မှာကိုဘယ်နေရာမှာထည့်ခြင်းနဲ့အတန်ကိုဘယ်လိုထည့်မယ်ဆိုရဲဥစ္စာနဲ့ပတ်သက်လို့ဟိုသဘောပေါက်လာပါပြီနော်ဒါဆိုလို့ရှိရင်ဒီအတန်တွေကိုတိုးခြင်းနဲ့ကျဲခြင်းနဲ့တိုးခြင်းကျဲခြင်းနဲ့ဆိုရင်ဒီအတန်တွေရဲ့ဒီဟိုနဲ့ decibel ပေါ့နော်ဒီဘက်မှာတော့ audio ရွေးထားတဲ့အတွက်ဒီမှာ volume ဆိုတာရှိတယ်ဒါဟိုလူတိုင်းသိတယ်ပေါ့နော် volume ဆိုဒီကနေအတိုးကျဲဒီကနေလုပ်လို့ရတယ်ဒီ pan ဆိုတာလည်းကျွန်တော် stereo လောက်ပဲသူက left right ကိုကျွန်တော်တို့ပန်တဲ့ပုံစံမျိုးပဲပေါ့နော်အဲ့ဒီလိုပဲဒီကောင်ပေါ်မှာကျွန်တော်တို့ဒီ mouse လေးသွားလိုက်လို့ရှိရင်ကို့အနေထားဆိုလို့ရှိရင်အဲ့မှာ left click နှိပ်ပြီးတော့ဒီမှာ line လေးကကျွန်တော်တို့အပေါ် switch ချလို့ရတယ်အဲ့မှာဒီ waveform ကိုကြည့်လို့ရှိရင်လည်းသိတယ်အကျဉ်းအကျယ်ပြီးရင်အဲ့မှာကျွန်တော်တို့ဒါဆို 4.81 decibel ရှိနေတယ်ပေါ့နော်ဒါကျယ်နေပြီအတန်ကြီးနော်အဲ့တော့တိုးခြင်းလဲဆိုရင်လည်းဒီကနေ direct တိုးလို့ရတယ်အလုံးမမဟုတ်ဘူးဒီဘက်မှာသွားပြီးတော့ကိုယ် direct လုပ်မယ်ဆိုရင်လည်းရတယ်အခုဒီဘက်မှာဟိုလည်းကျွန်တော်တို့ adjust လုပ်ပေးမယ်လို့ဒီမှာ volume မှာဘာမှမရှိဘူးเนาะဒါပေမဲ့အတန်ကကျယ်လာတယ်အဲ့တော့ overall track တစ်ခုလုံးကိုကျွန်တော်တို့အတိုးကျယ်လုပ်မယ်ဆိုလို့ရှိရင်ဒီကောင်လေးနဲ့လည်းတွားလို့ရပါတယ်ဒီကောင်လေးနဲ့ဒါတွေကကျွန်တော်နောက်ပိုင်းအတန်နဲ့ပတ်သက်တဲ့ဥစ္စာတွေ fair လိုက်မှာဟိုကစားတဲ့ဥစ္စာတွေပေါ့နော်အဲ့ဒါတွေ adjust လုပ်တာတွေအဲ့ဒါတွေကိုပြမယ်လောလောဆယ်ဒီမှာအတန်တိုးကျယ်ကိုကျွန်တော်တို့ဒီကနေတွားလုပ်လို့ရတယ်နောက်တစ်ခုကဒီကနေလုပ်လို့ရတယ်ဒါဆိုလို့ရှိရင်ဒီအတန်တွေကို key frame လုပ်မယ်ဥပမာ key frame လုပ်မယ်ဆိုရင်ဒီအတန်ကအခုတရားဆိုရင်ဝေးနေသေးတယ်ပေါ့နော်ဒီနေရာမှာ key frame လုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအခုဟိုနေ့က mouse head လေးကအပေါ်နဲ့အောက်နဲ့ arrow head လေးပြနေเนาะအဲ့ဒီဥစ္စာလေးကိုကျွန်တော်တို့ကဟိုနေ့လုပ်လိုက်မယ်ဟိုအောက်ကိုနှိပ်မယ်ဒီမှာ click ချလိုက်လို့ချင်း alt key ကိုနှိပ်ပြီးတော့ဟိုနေ့ mark ဆိုလို့ချင်း command နဲ့click နှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ key frame ရသွားပြီkey frame ရသွားပြီးမှကျွန်တော်တို့နောက်တစ်ခါဒီနေရာမှာတစ်ချက်ဖက်ချမယ်ဆိုရင်အဲ့အပြောက်လေးတွေဒီအပြောက်လေးတွေကဒါကျွန်တော်တို့ key frame ပါပဲkey frame ကိုမြင်ချင်းအပြင်ဒီကောင်ရဲ့ရှေ့မှာမလုပ်ပဲနဲ့နောက်မှာသူ key frame ချထားတာကိုတွေ့ရမယ်ပေါ့ဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာ key frame ထက်ချမယ်ဒီမှာတစ်ခုချမယ်ဆိုရင်ကျွန်တော်ဒီအတွင်းကအတန်ကပို့ပြီးတော့ကျယ်မယ်ပေါ့နော်ဟိုခုနမူရင်းထက်ဒါကအတန်တွေကို key frame ချတဲ့ဥစ္စာပါkey frame ကိုကျွန်တော်တို့ဟိုနေ့ဒီကြည့်မယ်ဆိုလို့ရှိရင်ဒီမှာတော့ကျွန်တော်ဒီ key frame ချပြီးသားဖြစ်သွားတယ်ဒီမြားလေးကိုကျွန်တော်ရှေ့သွားလိုက်ရင်ဒီမှာအနီရောင်နဲ့ဆိုရင်ဒီ key frame ရှိတဲ့ပုံမှာတဲ့ရှိတယ်ပေါ့နော်
keyframe တွေကိုကျွန်တော်တို့ဖြတ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ delete key နဲ့ကျွန်တော်ဖြတ်လို့ရပါတယ်အဲ့တော့အတန်နဲ့ပတ်သက်လို့ကအတိုးကျဲအဲ့ဒီပုံစံအနေထားရှိတယ်နောက်တစ်ခုကဒီ track တွေကိုကျင်းကျင်နဲ့ကျဲကျင်နဲ့ရှုတယ်ဆိုတော့ဒီနေ့ကျွန်တော်ပြောဘူးလားမသိဘူးဒါပါတော့ဒါကကျွန်တော်တို့ဒီ arrow ရှိတဲ့နေရာကို detail ကြည့်ကျင်တယ်ဆိုရင် detail zoom ကျွန်တော်ပြောပြီးသားနော်သူ့ရဲ့ဒါရမယ်သူဒါကတော့အကုန်လုံးဟို timeline တစ်ခုလုံးကိုကြည့်တာပေါ့နော်အဲ့ shortcut ကသူက shift နဲ့ z နဲ့ပေါ့နော် z ပေါ့ z ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီဥစ္စာကိုကျွန်တော်တို့ကကြီးကျင်တယ်သေးကျင်တယ်ဆိုလို့ရှိရင်ချဲ့ကျင်တယ်ဆိုရင် alt ကိုနှိပ်ပြီးတော့ scroll mouse နဲ့နော် mouse နဲ့လုပ်ပါနောက်တစ်ခုကရွှေ့မယ်ရှေ့နောက်ရွှေ့မယ်ဆိုရင် control ကိုနှိပ်ပြီးတော့ scroll wheel နဲ့သွားပါနော်ဒီ timeline အပေါ်အောက်ချဲ့ကျင်တယ်ဆိုလို့ရှိရင် shift ကိုနှိပ်ပြီးတော့ scroll wheel နဲ့သွားပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ audio ထဲမှာဟိုနေ head ရှိတဲ့အတွက်ကျွန်တော်တို့ဟိုmouse head ရှိတဲ့အတွက် audio ဖြစ်တယ် video ဆိုလို့ရှိရင် video ထဲမှာရှိမယ်ကိုကြိုက်တဲ့ဥစ္စာကိုလုပ်လို့ရတယ်နော်အဲ့တော့ဒီထဲမှာဘာကြံအောင်မလဲလုံးလုံးစ basic editing အနေနဲ့ခုန track တွေကိုကျွန်တော်ဒီမှာကြည့်လို့ရှိရင် mixer ပေါ့ mixer on off mixer အနေထားကြည့်ရယ် mixer ထဲမှာပါတယ်ရှိနေလဲဆိုတော့ခုကျွန်တော်တို့ပထမဆုံး dialog track ရှိတယ်เนาะ A1 မှာ dialog track ရှိတယ်အဲ့လိုပဲနောက်တစ်ခါ sound effect track ရှိမယ်เนาะ music track ရှိမယ်ဒီ3 track စလုံးကိုရဲ့နောက်ဆုံးက bass output လုပ်ပြီးမယ် bass ပေါ့เนาะအဲ့အနေထားရှိတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ edit လုပ်လို့ရပြီပေါ့ edit လုပ်လို့ရပြီဒီကောင်ကိုတခါကျွန်တော်တို့ဒီ monitor ပေါ့နော် monitor ထဲမှာကျွန်တော်တို့ဒီ mouse ကိုထားပြီးတော့ဒီမှာ scroll wheel နဲ့လုပ်တယ်ဆိုလို့ရှိရင်ဒီ zoom in zoom out ကိုကျွန်တော်တို့ဒီကနေကြည့်လို့ရတယ်ပေါ့နော်အဲ့လိုကြည့်လို့ရတယ်ဒီကောင်လေးကသတိထားပေါ့ဥပမာကျွန်တော် mouse ကဒါအလဲနီးပါးလောက်မှာထားတဲ့အတွက်သူကဘာမှမဖြစ်ဘူးတကယ်လို့ဒါ mouse ကိုဒီနားမှာထားတယ်ဆိုလို့ရှိရင်သူကအဲ့နေရာကိုပဲသူက zoom in zoom out ဖြစ်သွားတယ်နော်အဲ့နေရာကိုခြေပြုတ်ပို့ပြုတ်ပြီးတော့ပေါ့နော်အဲ့ဒါလေးတွေကိုကြည့်လို့ဟိုမရှင်းတာလေးရှင်းကြည့်လို့ရတယ်နောက်တစ်ခုကကျွန်တော်တို့ playhead ကိုဒီမှာထားလိုက်မယ် playhead ကိုဒီမှာထားပြီးတော့ကျွန်တော်ဒီနေရာမှာ right click နှိပ်လိုက်မယ် right click နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာနောက်မှာ6 frame 12 frame 24 48 frame ဆိုပြီးတော့သူက default အနေနဲ့သူကဟို transition လုပ်ထားတဲ့ဟိုပါပေါ့နော်ဟို video transition ထည့်လို့ရတယ်ဥပမာတိတောင်24ထည့်လိုက်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ transition ထည့်ပြီးသားဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီကောင်ကိုကျွန်တော်တို့ယူလိုက်မယ်ဒီ transition ကိုယူလိုက်တယ်ဆိုရင်ဒီ inspector ထဲမှာလိုချင်တဲ့ဥစ္စာပြန်ပြောင်းလို့ရပါတယ်ဒီမှာဆိုလို့ရှိရင်ဒီမှာကိုထည့်ချင်တဲ့ transition effect တွေကိုထည့်လို့ရတယ်เนาะအဲ့ဒီလိုပဲသူ့ရဲ့ frame rate တွေ frame ဘယ်လောက်ရှိတယ်ပေါ့နော်ဘယ်လောက်ထိလုံးလဲเนาะဟိုပြောင်းရင်တဲ့အနေအထားကိုဒီကနေပြီးတော့ပြောင်းယူလို့ရတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဒီကောင်မကြိုက်ဘူးဆိုရင်ဒီလို select လုပ်ပြီးတော့ကျွန်တော်တို့ဟို delete လုပ်လိုက်ပါdelete လုပ်လိုက်လို့ရှိရင်ဒါဆိုရင်ဒီ video transition effect တွေကဘယ်မှာရှိနေလဲဆိုလို့ရှိရင်ကျွန်တော်ဒီ media pool ပိတ်လိုက်မယ်နော်ဒီမှာ effect tab ကိုနှိပ်လိုက်ပါနှိပ်ပြီးရင်ဒီမှာ video transition နဲ့ပတ်သက်တဲ့ effect တွေဒီမှာအများကြီးရှိပါတယ်အဲ့ဒီဥစ္စာတွေကကျွန်တော်တို့ဒီ video ဟိုနည်းဖြစ်ထားတဲ့အတွက်ဒီ playhead ကအဲ့မှာထားရတဲ့အတွက်ကျွန်တော်တို့ဒီမှာ mouse လေးကိုဒီပေါ်ထားကြည့်တာနဲ့ကျွန်တော်တို့ effect ရဲ့အနေအထားကိုကျွန်တော်တို့ဘာထည့်ခြင်းလဲဆိုတော့ဟို idea အကြမ်းမြင်ကျွန်တော်တို့ရမယ်ပေါ့နော်ဘယ်လိုပုံစံမျိုးနဲ့ရမယ်ဆိုဒီမှာကသူရဲ့ effect တွေအများကြီးရှိပါတယ်နောက်ကျွန်တော်ဒီမှာ third party plugin တွေပေါ့နော်ကျွန်တော် Sapphire plugin သုံးပါတယ် Sapphire plugin ဆိုလို့ရှိရင်လည်းထည့်ခြင်း Sapphire ဒီဟိုနေ့နေရပေါ့နော်ဒီ OFX မှာဟိုဟာတွေ plugin တွေရှိတယ်ပေါ့နော်အဲ့ဒါက Sapphire အပြင်က plugin ခုနဥစ္စာကကျွန်တော်တို့ဒီ DaVinci Resolve မှာပါတဲ့ free plugin တွေပါနော်အဲ့ဒါတွေကိုကျွန်တော်တို့ဘယ်လိုထည့်မလဲဆိုလို့ရှိရင်လည်းကျွန်တော်ဒီကနေပြီးတော့ click နဲ့ drag လုပ်ပြီးတော့ဒီနေရာမှာsorry ကျွန်တော် mouse ကအဲ့လိုပါစီလိုင်းရအောင်ပြုတ်ထွက်သွားတယ်အဲ့လိုဆွဲပြီးတော့ထည့်လိုက်လို့ရှိရင်ဒီ effect ကဒီမှာရသွားပြီပေါ့နော်အဲ့ effect ရသွားပြီဆိုတော့ effect ကို select လုပ်ပြီးဒီဘက်မှာပြန်ပြင်ရင်ပြင်လို့ရသေးတယ်ဒါကဒီ effect နဲ့ပတ်သက်တဲ့ဥစ္စာအဲ့လိုပဲ audio effect တွေလည်းဒီမှာရှိပါတယ် audio နဲ့ပတ်သက်တဲ့ effect တွေဒါတွေကနောက်ပိုင်းကျွန်တော် audio သီးသန့် video တွေရောက်လို့ရှိရင်ကျွန်တော်ဟိုနည်းလုပ်ပေးပါမယ်နော်ဒါကတော့ transition ခုနကပေါ့နော်ဒါ generator ဒီ effect တွေကဟိုနည်းနေ DaVinci Resolve မှာပါလာပြီးသား effect အပြင်ကိုဟို plugin ထည့်ထားတဲ့ပုံစံမျိုးပုံစံမျိုး plugin ထည့်ထားတာပေါ့နော်အဲ့တော့ကိုကြိုက်နေတဲ့ plugin ထည့်ပြီးတော့လေဒီမှာ
သုံးလို့ရတယ်ပေါ့နော်အခက်တွေဒါဆိုလို့ရှိရင်နောက်တစ်ခုကကျွန်တော်တို့ဒီ video clip တွေပေါ့ဒီ clip တွေကိုကျွန်တော်တို့ကနောက်ပိုင်းကိုcopy လုပ်မယ် paste လုပ်မယ်ဆိုတဲ့အနေအထားမှာပေါ့နော်ဥပမာဒီကောင်ကိုကျွန်တော်တို့ဒီ clip ကို copy လုပ်ချင်တယ်ဆိုရင် alt key ကိုနှိပ်ပါနော် alt key ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီ click လုပ်ပြီးတော့အပေါ်ဆွဲတင်လိုက်လို့ရှိရင်ဒီ clip ရဲ့ခုနပေါ့နော်copy ဒီမှာလုပ်ပြီးသားရတော့ပါတယ်အလိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီ clip ပေါ်မှာထောက်ပြီးတော့မှဒီ copy လုပ်ပြီးတော့ကျွန်တော်တို့ဒီမှာပြန်ပြီးတော့ paste လုပ်လို့လည်းရပါတယ်နော်အဲ့ပုံစံမျိုးသွားလို့ရတယ်ခုကတော့အလွယ်ပေါ့အဲ့ပုံစံမျိုးနောက်တစ်ခုကစာရန်ထိုးတဲ့ဥစ္စာတွေဘယ်မှာလုပ်မလဲဆိုရင်လည်းခုနဒီအဖတ်ထဲမှာဒီ title ဆိုတာရှိပါတယ်ဒီ title ထဲမှာဒီစာရန်တွေနဲ့ပတ်သက်လို့ကိုကြိုက်တဲ့စာရန်တွေကိုထည့်လို့ရတယ် animate လုပ်ပြီးသားစာရန်တွေလည်းအများကြီးပါတယ်ပေါ့နော်အခုဒီ version 20မှာတော်တော်လေးပါတယ်ကျွန်တော်တော့အကုန်လိုက်ပြီးတော့မဆက်စုရသေးဘူးဒီဥစ္စာတွေလည်းကျွန်တော်ပုံနဲ့ဖြစ်ပါမယ်ဒီ title လေးနဲ့ပတ်သက်တဲ့တည်တံ့ video တစ်ခုထပ်ပြီးတော့လုပ်ပါမယ်အခုဟာတော့ကျွန်တော်တို့ဒီ basic နည်းလုပ်တဲ့တူတွေပေါ့နော်တန်းပြီးတော့သုံးလို့ရအောင်လို့ editing ပေါ့နော် editing ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ color correction ကိုသွားမယ်နောက်တော့မဟုတ်ဒီ fusion page ထဲမှာကျွန်တော်တို့ဒီအဖက်တွေလုပ်ပြီးတော့ထည့်မယ်ဆိုတဲ့ဥစ္စာလေးတွေပြီးမှနောက်ဆုံးရောက်မှကျွန်တော် delivery runner out တဲ့ဥစ္စာပေါ့နော် runner out တာလည်းခုနကျွန်တော်တို့ဒီ order ရှေ့က plugin ကအလုပ်မလုပ်ဘူးဆိုတော့ပြောတယ် plugin ကျွန်တော် delete လုပ်ပလိုက်လို့နော်DCT ရဲ့ data ဟိုနဲ့မဖြစ်ဘူးတဲ့အလုပ်မလုပ်ဘူးပေါ့နော်သူကကျွန်တော် delete folder ကို delete လုပ်ပလိုက်တာအဲ့ plugin က2မျိုးထပ်နေလို့အဲ့ဒါကိုလာပြီး warning လာပြတာဒါက render out တဲ့ delivery ပေါ့နော် delivery page မှာလည်းကျွန်တော်ပထမနေ့ကအကြမ်းမြင်ပြောထားတယ်ဒီမှာ delivery ခုကျွန်တော် share video လေးကို edit လုပ်ပြီးသွားပြီအတန်တွေပါနေအဆင်ပြေသွားပြီဆိုလို့ရှိရင်ဒီမှာအပေါ်မှာရှိပါတယ်ဒါ custom export ဖြစ်နေတယ်เนาะဒီနောက်မှာကိုကြိုက်တဲ့ဥစ္စာနဲ့ဒီမှာ YouTube ဆို YouTube ပေါ့နော်ဒီမှာအဆင်ပြေတဲ့ကိုကြိုက်တဲ့ဥစ္စာကိုယူပြီးတော့ကျွန်တော်ဒီကနေပြီးတော့ running လုပ်လို့ရတယ်တခါတည်းနဲ့သူ setting preset setting အတိုင်းသွားမလားသို့မဟုတ်ကျွန်တော်ဒီ custom သွားမလားဆိုဒီမှာကကျွန်တော်တို့ဒီ runner လုပ်မဲ့ကို runner ဘယ်ကိုလုပ်ချင်လဲဆိုတော့ folder ပေါ့နော်အခုဆိုကျွန်တော်ဒီ runner ဒီထက်မှကျွန်တော်နာမည်ပေးလိုက်မယ်ဥပမာနာမည်ပေးလိုက်မယ်ဆိုလို့ဥပမာ editing လို့ပဲနာမည်ပေးလိုက်မယ်ထားပါတော့เนาะအဲ့လိုဆိုလို့ရှိရင်ဒီက save နှိပ်လိုက်တာနဲ့ကျွန်တော်ကတခုတော့မ save ဘူးဒီဥစ္စာ cancel လုပ်လိုက်မယ်ခုန folder ရှိတဲ့နေရာမှာသူကသွားပြီးတော့အဲ့နာမည်နဲ့ဖြစ်ပါလိမ့်မယ်save လုပ်လိုက်မယ်အဲ့ဆိုလို့ရှိရင်ဒီမှာ file ရှိမဲ့ path ပေါ့ location path ကိုသူပြလိုက်မယ်ပြပြီးရင်ဒီအောက်မှာဘာရှိမလဲဆိုလို့ရှိရင်ဒီ export ကို video ပေါ့ export video နဲ့ပတ်သက်တဲ့ဥစ္စာပေါ့ဒါက format ကကွတ်တိုင်းနဲ့ရွေးထားတယ်ကွတ်တိုင်းကိုမကြိုက်ဘူးကိုကြိုက်တဲ့ဥစ္စာ MP4 လို့ပါလို့ရွေးချင်တယ်ဆိုလေဒီထက်မှာကျွန်တော်ရွေးလို့ရတယ်ဒီမှာ MP4 လို့ပါကိုကြိုက်တဲ့ format ကိုရွေးလို့ရတယ်အဲ့ဒါပြီးလို့ရှိရင်ဒါ codex ပေါ့ codex ဆိုတာကကျွန်တော်တို့ဒီနေ့ကကျွန်တော်ပထမဗီဒီယိုမှာပြောထားတဲ့ coding decoding နဲ့ဆိုင်တဲ့ပုံစံမျိုးသူရဲ့ဒါ file structure နဲ့ဆိုင်တဲ့ဥစ္စာ codex 264ပေါ့နော်264ဒီဥစ္စာလေးကိုကြိုက်တဲ့ codex ကိုယူလို့ရတယ်နော်အဲ့လိုပဲဒါ encoder ကကို auto ရွေးထားတယ်ဒါကိုကြိုက်တဲ့ကို video graphic ကနဲ့သွားခြင်းနဲ့ဆိုလိုက်တာကျွန်တော် graphic ကပေါ့နော်ဒါ native ဆိုဒီ DaVinci Resolve ကနေပြီးတော့ရှိတဲ့ encoder ပေါ့နော်အဲ့လိုရွေးမလားကျွန်တော်တို့ဒီ graphic ကိုပဲခိုင်းမလားပေါ့နော်အခုကျွန်တော်တို့ auto ရွေးထားတယ်ဒါ auto မို့လို့ default အနေနဲ့ auto ပါတယ်နော်အဲ့တော့ဒီမှာတော့အောက်ရှိတာက resolution ပဲ resolution နဲ့ကျွန်တော်တို့ထုတ်မလဲဆိုတဲ့ဥစ္စာပါเนาะ frame rate ကလည်းဒီမှာပြန်ပြောင်းလို့ရတယ်ဒါပေမဲ့ timeline မှာကျွန်တော်တို့ project စပြီးတိစောက်တဲ့အချိန်မှာရေးထားတယ်frame rate နဲ့သွားမယ်အဲ့ဒါမျိုးပေါ့နော်အဲ့တော့ဒီအောက်ကစားတဲ့တော့ကျွန်တော်လောလောဆယ်ဒီအသေးလေးတွေရောက်တော့ default အနေနဲ့သုံးလို့ရပါတယ်ပေါ်တာတို့အနေနဲ့ကိုကြိုက်တဲ့ဥစ္စာကိုတွားလို့ရပါတယ်เนาะဒီ pay rate တွေနောက်တစ်ခုက audio တခါတည်းရောက်လို့ရှိရင်ဒီဥစ္စာလေးကဘယ်ချင်းတွားနှိပ်ထားမှမသိဘူးတကယ်လို့မနှိပ်ထားဘူးဆိုလို့ရှိရင်ဗီဒီယိုကြီးထွက်သွားပြီး audio မထွက်ဘူးတခါတည်းရောက်လို့ရှိရင် audio ပဲကိုကမလိုချင်တော့ဘဲနဲ့ဗီဒီယိုကြီးလိုချင်နေဆိုရင်လည်းဒီ function ကိုပိတ်ထားလို့ရတယ်ဒါလေးကိုသတိထားဖို့လိုတယ်ပေါ့နော်ဒါလည်း audio နဲ့ပတ်သက်တဲ့နည်းနေပါကိုကြိုက်တဲ့ function ကိုရွေးပြီးတော့လုပ်လို့ရတယ်နောက်ဒီ file ကတော့ file မှာကျွန်တော်တို့ပြီးတဲ့တွားပြီးတော့လုပ်မဲ့
နာမည်ပေးမယ်ဘယ်လိုပုံစံနဲ့စေ့မယ်ဆိုတဲ့ဥစ္စာပါလောလောဆယ်တော့ကျွန်တော်တို့ဒီဗီဒီယိုနဲ့ audio ကိုသတိထားဖို့ကအဲ့ဒါလေးရှိနေဖို့ okay ဒါလေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘက်မှာဒီနေရာလေးကကျွန်တော်တို့runner queue ပေါ့နော် runner queue ဒါလေးက add နော် to runner queue ဆိုလို့ရှိရင်ခုနနာမည်ပေးမထားလို့နော်ဟိုမှာဒီမှာနာမည်မရှိဘူးဘယ်ဆေးရမှမသိလို့နော်သူကအဲ့ခုနဟာကိုဆေးဖို့နာမည်ပေးဖို့နေရာရွေးဖို့တက်လာနော်အဲ့တော့ဒါလေးကိုနှိပ်လိုက်လို့ရှိရင်ဒီမှာ folder လေးတစ်ခုဟိုနဲ့ဟိုပါလဲအဲ့ရွေးချက်ပြီးသား runner queue ထဲမှာပါတယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်ဒီကနေ runner all နှိပ်လိုက်လို့ရှိရင် runner လုပ်ပြီးသွားပြီပေါ့နော်အဲ့တော့ဒီ basic editing လုပ်ဖို့အတွက်ဒီလောက်ဆိုလို့ရှိရင်လုံလောက်ပါပြီဒီထဲမှာပြောစရာတခုရှိတာကအခုဒီမှာ media pool တွေပိတ်လိုက်တယ်အဖတ်တွေပိတ်လိုက်အဖတ်တွေဖွင့်ထားတယ် media pool ဖွင့်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ timeline လေးကတိုးနေတာပေါ့နော်ကျွန်တော်ကြည့်ချင်တာဒီမှာဒါစီနှစ်ခုကြီးပြင် media pool လည်းဖွင့်ထားတယ်အဖက်ကလည်းဖွင့်ထားတယ်ဆိုတော့ဒီဘက်ကtimeline ကနေရာမရှိတော့ဘူးအဲ့တော့ဖြစ်နိုင်ရင်ကျွန်တော်တို့တစ်ခုကိုပိတ်ထားလိုက်ပါဒါမှမဟုတ်ငါတော့ media pool ကိုတော့ဖွင့်ထားဖို့လိုတယ်အဲ့ဒီဟာတွေခု project ဒီဟိုနေက timeline လေးကိုထည့်နေတာဖြစ်တဲ့အတွက်ဆိုလို့ရှိရင်လေအဲ့ဒီမှာဒီဟိုလေး icon လေးရှိပါတယ်ဒါကို click လုပ်လိုက်လို့ရှိရင်ကျွန်တော်အောက်တစ်ခုလုံးကtimeline ဖြစ်သွားမယ်ပေါ့နော်အဲ့လိုပဲဒီနောက်ကကောင်ကိုလည်းကျွန်တော်တို့ဒီတစ်ခုလုံးကိုလုပ်လို့ရတယ်ဒါဆိုရင် inspector ကအပေါ်ပိုင်းမှာပဲရှိမယ်အလုံးမမဟုတ်ဘူး inspector ကိုလည်းကြည့်ကျင်တယ်ဒီမှာ footage တွေအကုန်ထည့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ inspector မှာparameter တွေကိုပထမနေ့ကကျွန်တော်ပြောသလိုပေါ့နော်ဒီ zoom in zoom out ပညာဆိုတာတွေကိုကျွန်တော် inspector မှာထည့်ခြင်းနဲ့အရှိကြီးကြည့်ခြင်းနဲ့ဆိုရင်လည်းဒီဟာလေးကိုနှိပ်လိုက်ပါဒါဆိုရင် inspector နဲ့ပတ်သက်တဲ့ parameter တွေကအကုန်လုံးနှိပါပေါ့နော်မြင်ရတယ်ပေါ့နော်အဲဒီအနေအထားမှာရှိပါတယ်အဲ့တော့ဒီမှာဒီနေရာလေးပေါ့နော်ဒီ speaker လေးနဲ့ဒီအစိမ်းလေးရတာကတော့ volume ပေါ့ဒီအတန်းဘယ်လိုကြားရတယ်တကယ်လို့ကိုကလူအများကြီးရှိနေတယ်ကိုယ့်ရဲ့အခန်းထဲမှာတခြားအခန်းပေါ်တွေလည်းရှိတယ်နောက်ဆက်မပေးခြင်းလို့ဆိုရင်ဒီ dim လေးကိုနှိပ်ထားလို့ရှိရင်ကျွန်တော်တို့ဒီ playback လုပ်တဲ့အချိန်မှာအတန်းအကျယ်ကြီးသူကမပေးတော့ဘူးသူအတန်းတိုးတိုးလေးနဲ့ကိုချားမလောက်နော်အဲ့အနေထားမျိုးဖြစ်တယ်နော်တကယ်လို့ဒါမပိတ်ထားဘူးဆိုလို့ရှိရင် dim လုပ်ထားဆိုရင်အတန်းပူချေအဲ့တော့ basic editing အနေနဲ့ကျွန်တော်ဘာထပ်ပြောဖို့လိုအောင်မလဲဆိုရင်အခုအတန်ထည့်တာပြီးသွားပြီနော် transition ထည့်တာပြီးသွားပြီtitle ထည့်တဲ့ဥစ္စာပြီးသွားပြီနောက်ဒီ track တွေတိုးတာနာမည်ပေးတာပြီးသွားပြီအဲ့တော့ခုနအကြမ်းမြင်ကျွန်တော်တို့ delivery လုပ်တဲ့ဥစ္စာ runner out တာပြီးသွားပြီဆိုတော့လောလောဆယ် basic အနေနဲ့အဆင်ပြေသွားတော့ပါပြီနောက်တစ်ခုကဒီမှာက playback ပေါ့နော် playback ကလည်းဟိုတနေ့ကကျွန်တော်ပြောထားပြီးသားဒီ cache တွေနဲ့ဒီ monitor ရဲ့ resolution တွေပေါ့နော်ကိုစက်ကအားနေတယ်ဆိုရင်ကျွန်တော်တို့ဒီ monitor ကြည့်တဲ့ဥစ္စာမှာကျွန်တော်ဒီတဝက်သုံးဖို့လေးပုံတစ်ပုံပြီးကျွန်တော်တို့ထားလို့ရတယ်ပေါ့နော်အဲ့ဒီအနေထားလေးတွေရှိပါတယ်ကျန်တဲ့ဥစ္စာကတော့ဒီကျွန်တော် transition ထည့်ထားတဲ့ solution လေး transition နဲ့ပတ်သက်တဲ့ဥစ္စာဒီနောက်မှာရှိမယ်သို့မဟုတ်ဒီမှာလဲဟိုပထမဟိုပြောသလိုပဲ video clip တစ်ခုကိုရွေးပြီးတော့ဒီကနေပြီး metadata ဒီ video ရဲ့သမိုင်းကြောင်းဒီ video ဘာနဲ့ရိုက်ထားတယ်ဘယ်လောက် resolution ရှိတယ်ဆိုတဲ့ဥစ္စာတွေကိုကျွန်တော်ဒီမှာပြန်စစ်ဆေးကြည့်လို့လည်းရတယ်ပေါ့နော်အဲ့ဒါရှိတယ်နောက်ဒီ quick export ဆိုတာရှိတယ်ဒီမှာ quick export ဆိုတာကကျွန်တော်ဒီဟာလေးကိုနှိပ်ပြီးတော့ export လုပ်မယ်ဆိုရင်ဘယ်ကို export လုပ်မလဲပေါ့ကျွန်တော်တို့က YouTube နဲ့ဆက်ထားတယ်ကိုက YouTube account ရှိတယ်သို့မဟုတ်ဒီ Vimeo နဲ့ရှိတယ် Vimeo မှာကျွန်တော်တို့ account ဝင်ထားတယ်ပေါ့နော်ဥပမာ TikTok ဆိုရင်လည်း TikTok ကိုပေးမယ်ဆိုတဲ့ဥစ္စာတွေပေါ့နော်အဲ့ဒီဥစ္စာတွေကကျွန်တော်တို့ဒီမှာပြန်ပြီးတော့အလွယ်တကူပြန်ချိန်လို့ရတယ်ပေါ့နော်အဲ့ဒါက quick export ပေါ့ဘယ်လိုဟိုနေ့လုပ်မယ် export လုပ်မယ်အတန်ရွေးမယ်ပါညာဆိုတာဒီကနေပြီးတော့ကျွန်တော်ဟို export ကို setting ကိုဒီကနေချိန်လို့ရတယ်ဒါကတော့ list view ပေါ့နော်ဒါကတော့ thumbnail view okay ဒါက quick export ဒီ monitor ပေါ့ monitor ကဒီမှာရှိတဲ့ monitor ရဲ့ဟိုねပေါ့နော်ဟို percentage ပေါ့နော်ဒါဆိုလို့ရှိရင်ကိုတကယ်လို့ဟို short ဒီ short နဲ့ monitor တဲ့တယ်မဟုတ်တော့ဘူးဟာကြီးနေရဆိုရင်သူ့ရဲ့ဟိုလင်းကိုပေါ့နော် fit ကိုပြန်ရွေးလိုက်ရင်ကျွန်တော်ဒီ display နဲ့
ကွက်တိဖြစ်လာလိမ့်မယ်ပေါ့နော်အဲ့ဒါမှမဟုတ်လဲကျွန်တော်တို့ percentage ပေါ့တော့ဘယ်လောက်ကျေကြည့်ခြင်းလဲဆိုတော့ဒါဟိုချက်ကြည့်တာတွေချုံကြည့်တဲ့အနေအထားလေးပေါ့နော်ဒါလေးကလည်းတစ်ခါတလေအသုံးတဲ့ပါတယ်တော့ basic video editing အနေနဲ့ဒီလောက်လည်းပဲကျွန်တော်ရပါမယ်ဟိုလည်းအားလုံးရှင်းနေမဲ့လူမျိုးတွေမှာလည်းအားလုံးကိုကျေးဇူးတင်ပါတယ် bye bye